ကျောင်းတော်မင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်စက်နဲ့ရွှေကမင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရပါတော့ကျွန်တော်တို့မြောင်းမျိုးကကိုတီလာရပါတော့ကျွန်တော်တို့တခွားဖျုံတီးကိုပေါ့နော်ကိုင်ကို channel ဝင်နေမှာနဲ့ share တိအောင် site တဲ့နည်းလေးပဲဖြစ်ပါဆိုတော့အခုသူ့ရဲ့နည်းလေးကျွန်တော်တို့ချက်လောက်အတူတူကြည့်လိုက်ရအောင်ကဲဒါကတော့ကို channel ဝင်နေမှာနဲ့ site ဖို့အတွက်ပေါ့နော်တခွားဖျုံတီးကိုဒါတော့တခွားဖျုံတီးကိုစပြီးတော့ကျူးမယ်နော်ပြုတ်ပင်နေရလိုက်ခုလိုမျိုးစင်လေးစောက်မယ်နော်ကျွန်တော်မြေဆွေးလေးပေါ့နော်ဒါတော့ဆွေးမြေဆွေးကောက်ယူနဲ့တစ်ထပ်ဖုံးမယ်ပေါ့နော်ဒါတော့အပင်တော့နော်မျိုးစားကျွေးပြရတာပေါ့ရှေ့ပေါင်း60လောက်ကြာတဲ့အချိန်ကြရင်ပေါ့နော်ပွင့်နိုင်ရင်ကျွန်တော်တို့မျိုးကူးပေးမယ်ပေါ့နော်ဒါတော့ရှေ့ပေါင်း100လောက်ကြာတဲ့ရှေ့ပေါင်း100ဆို3လကျော်ပေါ့နော်3လကျော်လောက်ကြာလိုက်တော့ကျွန်တော်တို့စက်တင်မျိုးကူးဆိုလို့ရပြီပေါ့နော်ဟိုမိုင်းနော်လွယ်ကူပဲနော်ကဲဆုံးနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်ခုလိုစိတ်ဝင်စားတဲ့ဆက်ပြုံးနေဆက်နေကြအောင်မှုမျိုးနေဆက်နေကြအောင်တိပ္ပံနဲ့ဆက်နေကြအောင်နေ့စဉ်နဲ့ပုံမှန်ဆက်ပြီးတော့ဖြစ်လို့ကျွန်တော် YouTube channel လေးကို subscribe လုပ်နေနဲ့ subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်